တောင်ကြီးကလောဝါလင်မှာဖြစ်ပါတယ်ကိုမေ ready ready ဘာပဲအောင်လား ငလာမှာသင်္ချာလုံးဆောင်နေရပါ အမြန်လန်းက86မိုင်ကမင်္ဂလာတွိုင်းလိုက်ကတော့မဟုတ်ဘူး ခြေကန်းတော့ စေဦးပြည် Fine, let's go. ဝယ်ပေါ့ဘောကြာကန်တာပြင်လို့ညချင်းကောဝဲလာပြီအဲ့ဒါမကျုပ်လို့ပဲကြလား ဟုတ်ကဲ့ပါ အဲ့တော့စာရ ဘယ်လိုဆောင် ရှင်းတော့ ခေါ်စားရရ ရတယ် ခေါ်စားရ ဟိုဟာမယ်လီတိုင်းဒေတာကြီးတွေကကျွတ်သက်ဆုံးဆိုတော့ဂိတ်ကိုရောက်နေရဖြစ်ပါတယ်အဲ့ဂိတ်မှာက9နိုင်ထိုးမှာပေါ့နော်ဂိတ်ကပြန်ဖွင့်မယ်ဖွင့်တဲ့အခါကျကျွန်တော်တို့တောင်ကြီးကိုဆက်ပြီးတော့တောင်းမှာဖြစ်ပါတယ်အခုကတော့အဲ့ထဲမှာရှိတဲ့နေရာလေးမှာပဲခိတခဏနားပြီးတော့ breakfast စားတောင်းနေရဖြစ်ပါတယ်အခုတော့မှားထားပါတယ်နေရာသေးပါဘူးမစ်စီဆန်ချလာပါပြီတော့ခေါင်းဆွဲပြုတ်ဒီမှာမနေ့ကစောစောဆိုတော့အေးအေးလေးနဲ့နွေးနွေးလေးစားရတာပေါ့Pero vale. Bien vale. Bien chi. Nên lên lại xây dựngမြင်းမတိလိုင်ကူပေါ့နော်ဒါသဘာဝလိုင်ကူဖြစ်တဲ့အတွက်သဘာဝလိုင်ကူထဲမှာတွေးရှိရတဲ့ဖျားစင်းလူတွေလည်းအများကြီးပါပဲဒီသဘာဝလိုင်ကူကကျွန်တော်တို့ပိတ်ချင်းမြောင်နဲ့ကက်ဆင်စင်လို့ပြောလို့ရတယ်လိုင်ကောင်းအတွင်းထဲမှာဆိုအရင်ကိုအေးစိန်နေရပဲကျွန်တော်ဟိုအပြင်မှာနည်းနည်းလေးအိုက်လို့ဆိုပြီးတော့ပေါ့နော်လူကလည်းဝတ်ထားတာ
လေသာချက်ကင်လည်းဖြစ်နေတဲ့အခါကျကျွန်တော်ချွတ်ပြီးတော့အတွင်းထဲကိုဝင်လိုက်တာတကယ်တော့အတွင်းထဲမှာအေးစိမ့်နေရပဲအဲ့တနခါလိုက်နိုင်မြင်းမတီလိုင်ကူထဲမှာတွေ့ရတဲ့နတ်သမီးကြောက်ပြင်းပြီးတော့အခုကျွန်တော်တွေးနေတဲ့ကြောက်ပြင်းပေါ့နော်အဲ့ဒါတွေကိုလိန်ချင်းအားဖြင့်ဘာတွေအကျိုးထူးလဲဆိုတော့အလိုနာမကျန်းဖြစ်နေတဲ့ကိုလည်းကြိုက်ခဲနေတဲ့အရာတွေအဲ့ဒါတွေတက်တာစေတယ်ဆိုပြီးတော့ဒါလေးကသတင်းမွေးတယ်ပေါ့နော်ပြီးတော့တချို့တွေကကျွန်တော်တနခါအနေနဲ့ပဲလိန်သွားကြတယ်ဆူတောင်းကြရဲပေါ့ဒါလေးကတော့မြင်းမတီလိုင်ကူရဲ့ထူးခြားတဲ့အချက်ကလေးတွေပေါ့နော်အဲ့နားလေးကလင်းနေတက်ဖို့ရနေမယ်ဒီတဘာဝလိုင်ကူထဲမှာနည်းနည်းထူးထူးဆန်းဆန်းလေးလည်းတွေ့ရတယ်ဥပမာဒီရွှေဟင်းတာဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကပဲကျွန်တော်ဖြတ်သွားရတာဒါပေမဲ့အဲ့ဒါလေးကလေလူတယောက်စာပဲဝင်လို့ရတယ်ဟိုလူဘလောက်ပဲခန္ဓာကိုယ်ကြီးနေပါစေအဲ့ဒီနေရာဝင်လို့ဆန့်တယ်အခုကတော့ကျွန်တော်တို့မြင်းမထီလိုင်ကူကနေပြီးတော့အပြင်ကိုထွက်ပြီးပေါ့နော်ဒါပေမဲ့အပြင်ကိုထွက်တဲ့လမ်းမှာကျွန်တော်တို့ဈေးကိုအရင်ဖြတ်သွားရတယ်ဒီဈေးထဲမှာလူသုံးကုန်ပစ္စည်းတွေအကုန်ရတယ်ပြီးတော့သူတို့ဒေတာထွက်အသီးနှံစားကောင်းတောက်ဖွယ်တွေပေါ့နော်ဒါတွေအကုန်လုံးလည်းရပါတယ်ကျွန်တော်ကောက်မလေးတွေကျွန်တော်ကဟိုရှမ်းဝတ်စုံလေးသူဆင်ပေးမယ်ဆိုပြီးတော့လိုက်ရှာကြည့်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့သူကိုကျွန်တော်ရှမ်းဝတ်စုံဆင်ပေးမှဖြစ်ပါတယ်ရှမ်းစကားလေးတွေတူထိုင်ပြုံးမေးမင်းမျက်နှာလေးကြည့်လို့ရဲ့စိတ်ကူးလေးနေတာရင်ခုန်မိတယ်ချစ်တယ်လို့ပြောလိုက်ချင်တယ်နည်းနည်းလေးဘေးနည်းနည်းလေးပေါ့အေးရရှမ်းစကားလေးတွေပြောမေးရှမ်းယူမကိုတတ်တဲ့ဒီမေးရှမ်းမလေးရဲ့တိတ်ချစ်တယ်အခုကတော့မြင်းမတီကူကနေပြီးတော့အပြင်ကိုပြန်ထွက်ပါပြီဒီတခါတော့ကျွန်တော်တို့မနက်စာသွားစားမယ်ပြီးလို့ရှိရင်ညောင်ရွှေမှာရှိတဲ့ဟိုတယ်မှာဘိုကင်ယူထားတာဖြစ်လို့အဲ့ဒီမှာနားပါမယ်ခင်ဗျာဘိုင်ဘိုင်